နေ့လည် break time မှာမြန်မာရဟစစ်စစ်နဲ့ဖတ်တမင်ကောင်းကောင်းရတဲ့အညာလားလို့ခေါ်တဲ့စိုင်းလေးရှာတွေ့ထားလို့ညလိုက် break တက်ကြီးကိုခေါ်အားပေးမယ်နော်။ From BTS station အနီးမှာရှိတဲ့အညာလားဆိုင်ကမနက်7:00နာရီကနေည7:00နာရီအထိဖွင့်တာဖြစ်ပြီးဖတ်တမင်အပြင်မြန်မာလက်ဖက်ရည်ခောက်ဆွဲတုပ်မြန်မာမုန့်နဲ့အကြော်အများကြီးရှိပါတယ်နော်။အညာရာရဲ့နာမည်ကြီးဖတ်တမင်ကလည်းနှမျိုးရေးချလို့ရပါတယ်။ပထမတစ်ခုကပတ္တရ30နဲ့အသားဟင်း3မျိုးအရန်ဟင်းတွေဟင်းချိုနဲ့ငပိရည်တို့ဆရာတွေပါတာဆိုတော့အရန်ကိုတက်နေပြီပေါ့နော်။နောက်တစ်မျိုးကတော့အဝစာပတ္တရ90သူကအသားဟင်း3မျိုးရောကျန်တဲ့အရန်ဟင်းအားလုံးကိုပါစိတ်ကြိုက်တော့ထည့်လို့ရတာဆိုတော့ဘိုးရှင်မင်းများစားခြင်းနဲ့ဖူတီတွေအတွက်အကြိုက်တွေးစရာပေါ့နော်။အချို့တဲဖို့မလိုက်တဲ့မလိုက်ကောင်းရင်းရွှေကြီးကလည်း DOC တွေအများကြီးပါပြီးမလိုက်အနစ်ပြည့်စင်စိတ်နေကကောင်းရင်းရွှေကြီးနဲ့အတော်ကိုလိုက်ဖက်နေရောပဲကယ်လိုရီတက်မှာဆိုရင်လည်းစီဇန်တယောက်ကဒီနေ့တော့ကယ်လိုရီမတွက်နိုင်တော့ဘူးခုတော့ရတာလည်းရှိပိုက်တယ်တော်လေးဖြစ်သွားပြီမလို့စီဇန်တော့ရုံးပြင့်ပြီးသမင်းလုံးစီလိုက်ပါအောင်မယ်နော်အခုလိုအရေးတွေကောင်းပြီးတကယ်အရသာရှိရဲ့ဆိုင်တွေတွေ့တိုင်းအမြဲတင်ပေးသွားမှာဆိုတော့စူဇန်တို့မြန်လာ Thailand page ကိုလည်း like and follow လုပ်ပေးဖို့မမေ့နဲ့အောင်နော်